ဒီဟော်တယ်ကြီးကကျုံဝင်လာနေတာကြောင့်ကျွန်တော်စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။နေရနှစ်ခုကြားမှာကျိုးတစ်ချောင်းကိုတင်းနေအောင်ဆွဲကြည့်ထားလိုက်တယ်။နောက်တစ်နေ့မနက်မှာတော့မနေ့ကအထိတင်းနေခဲ့တဲ့ကျိုးကရော့တိလျှော်ရဲဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲတစ်ခုခုတော့မှားနေပြီဆိုတာကျွန်တော်သိလိုက်ရပါတယ်။ချက်ချင်းပဲလူသွားလမ်းထဲကိုထွက်ပြီးလက်နှစ်ဖက်ကိုဆန်တန်းကအကျဲကိုတိုင်းကြည့်လိုက်မိတယ်။မနေ့ကအထိတော့နေရနှစ်ဖက်ကိုတပြိုင်နက်တည်းထိဖို့မဖြစ်နိုင်ခဲ့ပေမဲ့ဒီနေ့မှာတော့နှစ်ဖက်စလုံးကိုအလွယ်တကူထိလို့ရနေပါပြီ။ဟိုတယ်ကတကယ်ပဲကျုံဝင်နေတာပါ။ဒီအကြောင်းကိုလုပ်ဖို့ကင်ဘက်တွေကိုပြောပြတော့ခင်ဗျားတို့တယောက်နဲ့တယောက်တိုက်မိကုန်ကြပြီပစ္စည်းတွေနဲ့လည်းတိုက်မိနေပြီဒါကကျွန်တော်ပြောတာမှန်တယ်ဆိုတာတက်တည်ပြနေတာပဲလို့ပြောခဲ့တယ်။ဒါပေမဲ့ဘယ်သူမှကျွန်တော်စကားကိုမယုံကြပဲအလုပ်ကိုနှောက်ယှက်နေတယ်ဆိုပြီးအပြင်ကိုတိုးထုတ်လိုက်ကြပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာကျွန်တော်ရေချိုးခန်းထဲရောက်နေတော့တကားလက်ကင်ကရုတ်တရက်အပြင်းထန်လှုပ်ခါလာပါတယ်။အဲ့ချိန်မှာအပြင်ကနေအတန်တွေကြားလိုက်ရတယ်ဘာကိုဆိုလိုတာလဲတေချာနားထောင်ကြည့်ဦးသူတို့ဘာပြောနေတာလဲခင်ဗျားနေကောင်းရဲ့လားဘာလဲအချိန်တိတ်မကြမ်းတော့ဘူးကျွန်တော်လည်းခင်ဗျားတို့မားနေပြီကျွန်တော်ကအဲ့ဒီလူမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့နောက်တစ်ခဏမှပဲတကားကြားကနေလက်တွေအများကြီးဝင်လာပြီးကျွန်တော်ကိုဖမ်းဖို့ကြိုးစားကြပါတယ်။ကျွန်တော်လည်းထိတ်လန့်သွားပြီးရှိသမျှအားနဲ့ကန်ကြောက်တော့တာပဲသူတို့ကကျွန်တော်ကိုအလွတ်မပေးကြပါဘူးကျွန်တော်ကလည်းဘယ်သူမှမဟုတ်ပါဘူးလို့ထက်ခါတလဲလဲပြောနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လက်တွေအားလုံးရုတ်တရက်ပြန်ဆုပ်သွားကြပါတယ်။ကျွန်တော်တညလုံးရေချိုးခန်းထဲမှာပဲငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။နောက်တနေ့မနက်လုပ်ဖို့ကင်ဖက်တယောက်ဝင်လာမှကျွန်တော်အပြင်ကိုထွက်နိုင်ခဲ့တယ်။အပြင်ထွက်တဲ့လမ်းဘယ်မှာလဲလို့သူ့ကိုမေးလိုက်တော့သူကအေးစစ်စစ်ပဲကျွန်တော်ဒီမှာအလုပ်လုပ်တာ10နှစ်ရှိပြီဒီဟော်တဲ့အပြင်ကိုတခါမှမထွက်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ကျွန်တော်စွန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ကျူဌာနကအမျိုးသမီးတယောက်မိဖို့ချောင်ဘက်ကိုသွားနေတာတွေ့လိုက်လို့နောက်ကနေပြေးလိုက်သွားပေမဲ့လမ်းအကွေ့ကိုရောက်တာနဲ့သူကပျောက်ကွယ်သွားပါပြီ။ကျွန်တော်လည်းမိဖို့ချောင်ကခေါင်းဆောင်စီတိုက်ရိုက်သွားပြီးအလုပ်ထွက်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတာနဲ့သူကတူးထောက်ကြပြီးငိုပါတော့တယ်။အခုတော့ခမ ्या သွားလို့မဖြစ်တော့ဘူးခမ ्या ကအဖိုးကြီးတယောက်ရဲ့အိမ်မက်ကိုဖျက်ဆီးတော့မှလားသူကခမ ्या ရဲ့သားပဲလေကျွန်တော်ကသူ့ကိုမျက်ကွယ်မပြုနိုင်တာကြောင့်အဲ့ဒီမှာပဲဆက်နေခဲ့ရတယ်ဒါပေမဲ့အခုတော့ဘလို့နီးနဲ့မဆိုအပြင်ထွက်ဖို့လမ်းကိုရှာရတော့မယ်ကျွန်တော်အခန်းထဲကပရိဘောဂတွေအကုန်လုံးအပြင်ကိုလွှတ်ပစ်လိုက်တဲ့အခန်းကိုရှင်းထုတ်ပြီးမှတ်ညံကိုအသုံးပြုကဟိုတယ်တစ်ခုလုံးရဲ့မြေပုံကိုစတင်ရေးဆွဲခဲ့တယ်ရက်တွေကုန်ဆုံးသွားပေမဲ့ထွက်ပေါက်ကိုတော့မတွေ့သေးပါဘူးဒီအတော်အတွင်းမှာပဲဟိုတယ်ကတဖြည်းဖြည်းကျုံဝင်လာနေပါတယ်လူတွေကသူတို့အခန်းထဲကပစ္စည်းတွေကိုထုတ်ပြီးလူသွားလမ်းတွေထဲမှာထားလာကြတယ်အဲ့ဒီညမှာတခုခုတဲလွန်စားများရမလားဆိုပြီးကျွန်တော်ထက်ထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနယံကြီးကလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်အထဲမှာတခုခုတွားနေတယ်လို့ပဲကျွန်တော်လည်းနယံကက်ဆက်ကူကိုအတင်းဆွဲခွာလိုက်တဲ့ခါမှာတော့အဲ့ဒီနောက်ွယ်မှာရေပွဲလက်တံတွေလိုကြောက်စရာကောင်းတဲ့နွယ်ပင်တွေကိုကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်ကလက်လန်းပြီးအဲ့ဒီနွယ်ပင်တွေကိုထိလိုက်မိတယ်နောက်တစ်ခဏမှပဲနယံထဲကနေကြောက်စရာကောင်းတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးဟိုတယ်တစ်ခုလုံးလည်းပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့တယ်ကျွန်တော်လည်းကြောက်လက်လက်နဲ့ကိုခန်းစီကိုပြေးခဲ့မိတယ်ရင်တွေလည်းတိတ်ခုန်နေပြီးဒီဟိုတယ်ထဲမှာထာဝရပိတ်မိနေပြီဆိုတာကိုကျွန်တော်ယုံကြည်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအခန်းမျက်နှာကျက်မှာတက်ထားတဲ့မီးဆိုင်ကအရှိန်ဟုန်နဲ့ဝုန်းတိုင်းကျဲလက်ပတ်လာခဲ့ပါတယ်ကျွန်တော်လည်းနောက်ကိုအမြန်ဆုပ်လိုက်ရတယ်အဲ့ဒီမီးဆိုင်ကကျွန်တော်အပေါ်ကိုပြုတ်ကျလူနီးပါဖြစ်သွားခဲ့တာပါခုနကမီးဆိုင်ရှိတဲ့နေရာမှာမျက်နှာနှစ်ခုရုတ်တရက်ပေါ်လာပါတယ်အဲ့ဒါကအဖွားကိုနှစ်ယောက်ရဲ့မျက်နှာတွေပါသူတို့ကကျွန်တော်ကိုစိုက်ကြည့်ပြီးဒီနေရာကနေထွက်သွားခြင်းတလားလို့မေးကြပါတယ်ပြီးတော့ဒီဟိုတယ်ကနေထွက်ပေါက်ဟာကျွန်တော်ရဲ့အခန်းထဲမှာပဲရှိတယ်လို့လည်းသူတို့ကပြောခဲ့ပါတယ်ကျွန်တော်ခဏလောက်ကြောင်သွားပြီးနောက်အခန်းတစ်ခုလုံးကိုယူသွနေသူတယောက်လိုလိုက်ရှာမိပါတော့တယ်မဟုတ်သေးဘူးဒီမှာလည်းမရှိဘူးဒီနားမှာလားဒါမှမဟုတ်ဒီဘက်မှာလားအံ့ဩစရာကောင်းတာကနောက်ဆုံးမှာတော့ကျွန်တော်တကယ်ပဲအပြင်ကိုထွက်နိုင်မဲ့လမ်းကြောင်းကိုရှာတွေ့သွားခဲ့ပါတယ်